near all lotus come this summer February. ဒီအသင်စား lunch box လေးမှာဟင်းပါတယ်ကျုပ်ကြော်တစ်လုံးပါတယ်ပြီးတော့ပါတဲ့ထမင်းပိုးရှင်းရလဲများတယ်စက်ကချင်ချက်လို့အရသာမျိုးလေးမှုန့်မှုန့်လေးနဲ့တော်တော်စားလို့ကောင်းတယ်အမပါစက်နဲ့လည်းကြိုက်တယ်5 out of 5 strawberry choco ဝေဖာလုံး chocolate ဝေဖာထဲမှာ strawberry အနှစ်နဲ့ chocolate အနှစ်နဲ့ကိုထည့်ထားတယ်ချွတ်ချွတ်အေးရတာပါပဲ4 out of 5ဒီကောင်က sugar flat croissant မှာပြားထားတဲ့ version အနံလေးကထောပတ်နံတင်းတင်းလေးနဲ့ရတာကချိုချိုလေးပြီးတော့ကျွတ်ကျွတ်ရွရွ texture နဲ့ခုမှစားဖို့တာတော်တော်စားလို့ကောင်းတယ်5 out of 5